အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ Caribbean ပင်လယ်တွေကကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီးသူရဲ့သမိုင်းဝင်တော်လှန်ရေးကမ္ဘာကျော်စီးပြင်းလိုက်တွေလမ်းတွေပေါ်ကရှေးအောင်ကားကြီးတွေနဲ့ကြီးကြပ်ကြတဲ့ဂီတတန်ဆင်တွေကြောင့်လူတီများထင်ရှားတဲ့ဂျူဘာနိုင်ငံရဲ့အကြောင်းကိုဝေမျှချင်ပါတယ်နိုင်ငံရဲ့တရားဝင်အမည်ကတော့ဂျူဘာသမ္မတနိုင်ငံဖြစ်ပြီး Caribbean ပင်လယ် Mexico ပင်လယ်ကွေ့နဲ့ Atlantic သမုဒ္ဒရာတို့ဆုံရမှာတည်ရှိတဲ့ကျွန်းနိုင်ငံဖြစ်ပါတယ်နိုင်ငံရဲ့စုစုပေါင်းအကျဉ်းအဝန်းကစတူရန်မိုင်ပေါင်း42,800ဖြစ်ပြီးစုစုပေါင်းလူဦးရေစေတန်းခန့်နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။အုပ်ချုပ်ရေးအနေနဲ့တပါတီဆိုရှယ်လစ်သမ္မတနိုင်ငံစနစ်ကိုကျင့်သုံးပြီးစပိန်ဘာသာစကားကိုကျုံသုံးဘာသာစကားအဖြစ်အသုံးပြုထားပါတယ်။လူဦးရေ1.1တန်းကျော်နေထိုင်တဲ့ဟာဗာနာမြို့ကမြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပြီးစန်တီယာဂိုဒီကျူဘာနဲ့ကာမာဂွေတို့ကတော့အခြားထင်ရှားတဲ့မြို့ကြီးတွေဖြစ်ပါတယ်။နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ဖီကိုထွတ်ကီနိုတောင်ကတော့နိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်ပြီးပင်လယ်ရှေမျက်နှာပြင်အထက်6,486 ပေမြင့်ပါတယ်။ကျူဘာဆိုတဲ့အမည်ဟာဒီကျွန်းပေါ်ကဒေသခံထိုင်းတော်လူမျိုးတွေရဲ့ဘာသာစကားကနေဆင်းသက်လာပြီးမြေဩဇာကောင်းသောနေရာလို့အဓိပ္ပာယ်ရတယ်လို့ယူဆကြပါတယ်။ဒီနေ့ကျူဘာနိုင်ငံတည်ရှိရာကျွန်းပေါ်မှာဥရောပတိုက်သားတွေမရောက်လာခင်နှစ်ပေါင်းထောင်ချီကလေးကထိုင်းတော်နဲ့စီဖိုနီအပါအဝင်ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေအခြေချနေထိုင်ခဲ့ကြပါတယ်။1492 ခုနှစ်မှာတော့ခရစ္စတိုဖာကိုလမ်ဘတ်ကဒီကျွန်းကိုစတင်တွေ့ရှိခဲ့ပြီးစပိန်ဘိရင်နိုင်ငံအတွက်သိမ်းပိုက်ခဲ့ပါတယ်။ဒီနောက်မှာတော့ကျူဘာဟာစပိန်ရဲ့ကိုလိုနီနယ်မြေတစ်ခုအဖြစ်နှစ်ပေါင်း400နီးပါးကြာအောင်ခဲ့ပါတယ်။ပိန်တွေဟာကျူဘာမှာကျန်းတဲ့ဆေးရွက်ကြီးစိုက်ခင်းကြီးတွေတည်ထောင်ခဲ့ပြီးအာဖရိကတိုက်ကနေကျွန်းတွေကိုအများအပြားခေါ်ယူအသုံးပြုခဲ့ကြပါတယ်။19ရာစုတစ်လျှောက်လုံးမှာတော့ကျူဘာပြည်သူတွေဟာစပိန်လက်အောက်ကနေလွတ်မြောက်ဖို့အတွက်ကြိုးပမ်းခဲ့ကြပြီးအမျိုးသားသူရဲကောင်းဟိုစီမာတီဦးဆောင်တဲ့လွတ်လပ်ရေးစစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။1898ခုနှစ်မှာတော့ဟာဗာနာဆိပ်ကမ်းမှာအမေရိကန်စစ်သည်မော် USS မိန်ပောက်ကွဲနင်းမြုပ်မှုကိုအကြောင်းပြုပြီးစပိန်အမေရိကန်စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီစစ်ပွဲမှာစပိန်ကရှုံးနိမ့်ခဲ့ပြီးကျူဘာကိုအမေရိကန်ပြည်ထောင်စုရဲ့ထိန်းချုပ်မှုအောက်ကိုလွှဲပြောင်းပေးခဲ့ရပါတယ်။1902ခုနှစ်မှာကျူဘာဟာလွတ်လပ်ရေးရခဲ့ပေမဲ့အမေရိကန်ရဲ့နိုင်ငံရေးနဲ့စီးပွားရေးလွှမ်းမိုးမှုအောက်မှာဆက်လက်တည်ရှိခဲ့ပြီးနိုင်ငံရေးမတည်ငြိမ်မှုတွေအာဏာရှင်အစိုးရတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့်ဖူကန်စီယိုဘာတစ်စတာရဲ့အစိုးရလက်ထက်မှာအကျင့်ပြတ်ခြစားမှုတွေအလွန်များပြားခဲ့ပါတယ်။1959ခုနှစ်မှာတော့ချင်းနေငယ်တအုပ်ဖြစ်တဲ့ဖီဒါကတ်စတိုနဲ့သူရဲ့တော်လှန်ရေးရဲဘော်ရဲဘက်ဖြစ်တဲ့ချေကွေဗာရာတို့ဦးဆောင်တဲ့ကျူဘာတော်လှန်ရေးကဘာတစ်စတာဆိုရကိုအောင်မြင်စွာဖြုတ်ချနိုင်ခဲ့ပါတယ်။တော်လှန်ရေးအပြီးမှာတော့ကတ်စတိုဟာကျူဘာကိုဆိုရှယ်လစ်နိုင်ငံအဖြစ်ထူထောင်ခဲ့ပြီးဆိုဗီယက်ယူနီယံနဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ဒီလိုရဲ့ကြောင့်အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးအလွန်တင်းမာခဲ့ပြီး1962ခုနှစ်မှာအမေရိကန်ကကျူဘာကိုစီးပွားရေးပိတ်ဆို့မှုတွေစတင်ချမှတ်ခဲ့ပါတယ်။1962ခုနှစ်မှာတော့ဆိုဗီယက်ယူနီယံကကျူဘာကျွန်းပေါ်မှာနျူကလ িয়ার ဒုံးကျည်တွေလာရောက်တပ်ဆင်ခဲ့ရာကနေကမ္ဘာကြီးကိုနျူကလ িয়ার စစ်ပွဲအန္တရာယ်နာတည်တည်လေးရောက်သွားစေခဲ့တဲ့ကျူဘာဒုံးကျည်အရေးအခင်းဖြစ်ပွားခဲ့ပါတယ်။1992ခုနှစ်မှာဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက်ကျူဘာဟာအဓိကထောက်ပံ့မှုကိုဆုံးရှုံးခဲ့ရပြီးအထူးကာလလို့ခေါ်တဲ့ပြင်းထန်တဲ့စီးပွားရေးကျပ်တည်းမှုကိုကျင်းဆိုင်ခဲ့ရပါတယ်။21ရာစုမှာတော့ဖီဒယ်ကတ်စတိုအနားယူသွားပြီးနောက်သူရဲ့ညီဖြစ်သူရာအူကတ်စတိုကအာဏာလွှဲပြောင်းရယူခဲ့ပြီးစီးပွားရေးပြုပြင်ပြောင်းလဲမှုအချို့ကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။2018ခုနှစ်မှာတော့ရာအူကတ်စတိုအနားယူသွားခဲ့ပြီးမီဂယ်ဒီယာခန်နေကလက်ရှိအချိန်အထိနိုင်ငံကိုဦးဆောင်နေပါတယ်။အခမဲ့ကျန်းမာရေးစနစ်ကိုရရှိနိုင်တဲ့နိုင်ငံလို့ကြီးညာထားပေမဲ့ပြည်သူတွေအနေနဲ့ကတော့စင်းရဲမွဲတေမှုနဲ့အခက်အခဲပေါင်းစုံကြားမှာရုန်းကန်နေရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ဟာဗာနာမြို့ဟောင်းဟာအချိန်တွေရပ်တန့်သွားသလိုခန်းစားရစီတဲ့နေရာလို့ဆိုကြပါတယ်။ကိုလိုနီခေတ်ရဲ့ရနံတွေတင်းပြတ်နေစေဖြစ်တဲ့ကြောက်ခင်းလမ်းကျင်းလေးတွေရောင်းစုံချေတာထားတဲ့ဘာရော့ဘီတုကအဆောက်အအုံတွေနဲ့လမ်းတွေပေါ်မှာသွားလာနေတဲ့1950ခုနှစ်များကအမေရိကန်ကားဟောင်းတွေကဟာဗာနာရဲ့ပြရုပ်တွေပဲဖြစ်ပါတယ်။နောက်ထပ် UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ဗီညာလစ်တောင်ကြားကတော့စိမ့်ဆူလှပတဲ့ကြေးရွက်ကြီးခင်းတွေကြားမှာထူးခြားတဲ့ထုံးကျော်တောင်ပူလေးတွေထိုးထွက်နေတဲ့ရှုခင်းကြောင့်ကြော်ကြားပါတယ်။ကမ္ဘာအကောင်းဆုံးဆေးပြင်းလေးတွေထုတ်လုပ်ရာဒီဒေသမှာရိုးရာဆေးရွက်ကြီးခြံတွေကိုတွားရောက်လေ့လာနိုင်ပါတယ်။ဗာရာတဲရိုဆိုတာကတော့ Caribbean ဒေသရဲ့အကျုံအပန်းဖြေစခန်းမြို့တွေကတမြို့ဖြစ်ပါတယ်။ဒီနေရာမှာရှိတဲ့ဗာရာတဲရိုကမ်းခြေကတော့မိုင်20ရှည်လျားတဲ့တဲဖြူတောင်ပြည်နဲ့ချင်းပြာရောင်ပင်လယ်ရေကြောင့်ခရီးသွားတွေအကြားကြော်ကြပြီးကမ္ဘာအကောင်းဆုံးကမ်းခြေတစ်ခုဖြစ်လေတတ်မှတ်ခံထားရပါတယ်။ဒီကွေဗာရာထင်းရမှတ်ဗိမာန်ကတော့စန်တာကလာရာမြို့မှာတည်ရှိပြီးကျူဘာတော်လန်ရေးရဲ့အထင်ကရခေါင်းဆောင်တအုပ်ဖြစ်တဲ့ချေကွေဗာရာနဲ့ဘိုလီဗီးယားမှာသူနဲ့အတူကြဆုံခဲ့တဲ့ရဲဘော်တွေရဲ့အယုပြာတွေကိုမြုပ်နှံထားရနေရဖြစ်ပါတယ်။ UNESCO ကမ္ဘာ့အမွေအနှစ်မြို့တစ်မြို့အဖြစ်သတ်မှတ်ခံထားရတဲ့ Trinidad မြို့ကတော့စပိန်ကိုလိုနီခေတ်ကတကြားကုန်သွယ်မှုကြောင့်ကျွဲဝချမ်းသာခဲ့
တဲ့မြို့ဖြစ်ပါတယ်။ကြောက်ခင်းလမ်းတွေပေါ်မှာရောင်စုံအိမ်လေးတွေခမ်းနားတဲ့ဖျားကျောင်းတွေနဲ့နန်းတော်ဟောင်းတွေကိုမပြတ်မစည်းတွေ့မြင်နိုင်ပြီးကျူးဘားရဲ့တမိုင်းတွေကိုခရီးသွားနေရတယ်လို့ခန်းစားရစီမှာဖြစ်ပါတယ်။ဟာဗာနာမြို့ရဲ့အမတ်အသားတစ်ခုဖြစ်တဲ့အယ်မာလီကုန်းကတော့9မိုင်ရှည်လျားတွေပင်လယ်ကမ်းနားလမ်းမကြီးဖြစ်ပြီးဒေသခံတွေအတွက်တွေ့ဆုံစုဝေးရာအပန်းဖြေရာနေရာတစ်ခုဖြစ်ပါတယ်။နေဝင်ချိန်မှာပင်လယ်လိုင်းတွေကတတိုင်းပေါ်လာရိုက်ခတ်နေတဲ့မြင်ကွင်းနဲ့ရှင်းအောင်ကားတွေဖြတ်တန်းသွားလာနေတဲ့မြင်ကွင်းကအလုံးကိုဆွေးဆောင်မှုရှိလာပါတယ်။စန်တီယာဂိုဒီကျူးဘားကတော့နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးအာဖရိကန်ကျူးဘားယဉ်ကျေးမှုရဲ့နှလုံးသဲပေါ်နေရာဖြစ်ပါတယ်။လူဦးရေ9သိန်းခန့်နေထိုင်တဲ့ဒီမြို့ဟာကျူးဘားဂီတရဲ့မြစ်ဖျားခမ်းရနေရာဖြစ်ပြီးတော်လန်ရေးသမိုင်းမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။မြို့တော်ဟာဗာနာမှာတည်ရှိနေတဲ့ကျူးဘားနိုင်ငံရဲ့အမျိုးသားလွှတ်တော်အဆောက်အအုံကလည်းနိုင်ငံရဲ့ထင်ကြီးနေရာတစ်ခုဖြစ်ပြီးအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့က Capital အဆောက်အအုံနဲ့ပုံစံဆင်တူပါတယ်။1929ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပြီးအစပိုင်းမှာဥပဒေပြုအဆောက်အအုံအဖြစ်အသုံးပြုခဲ့ပေမယ့်1959ခုနှစ်ကွန်မြူနစ်တော်လှန်ရေးနောက်ပိုင်းမှာသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရုံးချုပ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။2016ခုနှစ်နောက်ပိုင်းမှာသာကျူးဘားအမျိုးသားလွှတ်တော်ရဲ့ဌာနချုပ်အဖြစ်ပြန်လည်အသုံးပြုဖို့ပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကျူးဘားနိုင်ငံရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့မိုရိုဘရင်သုံးမရဲ့ရေးတိုက်ကျူးဘားအမှုပညာစက်ရုံ18ရာစုမှာတည်ဆောက်ပြီးစီးခဲ့တဲ့ဟာဗာနာခါတီတွေရှိရာဖျားကျောင်းရင်ပြင်ဟာဗာနာအနီးပင်လယ်အော်ကတောင်ထိပ်တစ်ခုပေါ်မှာတည်ရှိနေတဲ့အမြင့်66ပေရှိတဲ့ဟာဗာနာခရစ်တော်ရုပ်တုတောင်ပိုင်းရဲ့ပလဲမြို့တော်လို့တင်စားခေါ်ကြတဲ့စီယန်ဖွေးကို18ရာစုမှာစပိန်တို့တည်ဆောက်ခဲ့ပြီးအမေရိကမှာတတိယအကြီးဆုံးခံတပ်ဖြစ်တဲ့လာကာဖာညာခံတပ်နဲ့16ရာစုကလေးကတည်ထောင်ခဲ့တဲ့ကျူးဘားရဲ့ကြီးအကြဆုံးမြို့ဖြစ်တဲ့ဗာရာဂိုတို့ပဲဖြစ်ပါတယ်။ကျူးဘားလူမျိုးတွေဟာဥရောပအဓိကအဖြစ်စပိန်နဲ့အာဖရိကနွယ်ဘွားတို့တွေးနှောရာကနေဆင်းသက်လာကြတာဖြစ်ပါတယ်။လူဦးရေရဲ့64ရာခိုင်နှုန်းကလူပြူတွေဖြစ်ပြီး29ရာခိုင်နှုန်းကတွေးနှောရာကနေဖြစ်လာတဲ့မက်စတီဆိုနဲ့9ရာခိုင်နှုန်းကလူမဲတွေဖြစ်ကြပါတယ်။နိုင်ငံလူဦးရေရဲ့60ရာခိုင်နှုန်းနီးပါးကခရီးယန်ဘာသာဝင်တွေဖြစ်ပြီး23ရာခိုင်နှုန်းကတော့ဘာသာမဲ့တွေဖြစ်ခါကျန်တဲ့လူဦးရေရဲ့အများစုကတော့အာဖရိကရိုးရာကိုးကွယ်မှုနဲ့ကက်သလစ်ဘာသာပေါင်းစပ်ထားတဲ့စန်တေရီယာဘာသာကိုးကွယ်သူတွေဖြစ်ပါတယ်။ကျူးဘားရဲ့စီးပွားရေးဟာနိုင်ငံတော်ကထိန်းချုပ်ထားတဲ့ဗဟိုဦးစီးစနစ်ဖြစ်ပါတယ်။အဓိကစီးပွားရေးကဏ္ဍတွေကတော့ခရီးသွားလုပ်ငန်းစီးရွက်ကြီးနီကေသက်ထုတမဏိဘီလက်မြေကျန်တကြားနဲ့ run အရက်တို့ဖြစ်ပါတယ်။ကျူးဘားရဲ့စီးပွားနဲ့စီးပွားနည်းပညာကဏ္ဍကလည်းအဆင့်မြင့်ပြီးနိုင်ငံအတွက်ဝင်ငွေများစွာရှာဖွေပေးပါတယ်။ကျူးဘားရဲ့စိတ်ဝင်စားစရာကောင်းတဲ့ချက်တွေထဲမှာဆရာဝန်တွေလည်းပါဝင်နေပါတယ်။နိုင်ငံကစီးရဲပေမဲ့ဆရာဝန်အင်အားအများများပြီးကမ္ဘာနိုင်ငံပေါင်းများစွာကိုဆရာဝန်တွေစီလို့ကူညီပေးနေတဲ့နိုင်ငံဖြစ်ခါအဲ့ဒီကနေလည်းနိုင်ငံခြားဝင်ငွေရရှိပါတယ်။အမေရိကန်ရဲ့နှစ်ရှည်လများစီးပွားရေးပိတ်ဆို့မှုတွေကြောင့်နိုင်ငံစီးပွားရေးဟာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရပါတယ်။ငွေကြေးစနစ်အနေနဲ့ကျူးဘားပီဆိုကိုအသုံးပြုပါတယ်။စည်ရင်းတွေအရကျူးဘားနိုင်ငံရဲ့တဦးချင်းနှစ်စဉ်ပြည့်မြ GDP ကတော့အမေရိကန်ဒေါ်လာ18000ဝန်းကျင်မှာရှိတယ်လို့သိရပါတယ်။ဒီနေရာမှာတစ်နှစ်ကိုအမေရိကန်ဒေါ်လာ18000ဝန်းကျင်ရတယ်ဆိုပြီးတော့ဘာလို့ဆင်းရဲတဲ့နိုင်ငံဖြစ်နေရတယ်လဲဆိုပြီးမေးခွန်းထုတ်ရပါလိမ့်မယ်။အဖြေကတော့အစိုးရရဲ့ငွေကြေးဆိုင်ရာလှည့်ကွက်ကြောင့်လို့ဆိုရပါလိမ့်မယ်။ဘာလို့လဲဆိုတော့အစိုးရရဲ့တရားဝင်သတ်မှတ်ချက်မှာအမေရိကန်ဒေါ်လာဟာကျူးဘားငွေ24ဝန်းကျင်လို့ဖော်ပြလိရှိပေမယ့်တကယ်လက်တွေ့ဈေးကွက်မှာတော့350နဲ့400ကျားမှရှိနေတာဖြစ်ပါတယ်။ဆိုရရင်ကျူးဘားနိုင်ငံသားတွေတကယ်ရရှိတဲ့ဝင်ငွေဟာ GDP မှာဖော်ပြထားတာထက်အဆပေါင်းများစွာပိုနှိမ့်နေတာဖြစ်ပါတယ်။တကယ်တမ်းမှာတော့ကျူးဘားနိုင်ငံသား90ရာခိုင်နှုန်းနီးပါးဟာဝင်ငွေအလွန်နေပါပြီးရုန်းကန်နေကြရသူတွေဖြစ်ပါတယ်။ကျူးဘားနိုင်ငံကိုစီးရဲစေတဲ့အဓိကအကြောင်းရင်းတွေထဲမှာအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအပြင်ဗဟိုချုပ်ကိုင်တဲ့စီးပွားရေးစနစ်ငွေကြေးစနစ်ပြည်ပပြောင်းလဲရာကနေဖောင်းဖွားမှုတွေဖြစ်လာခြင်းမိဖက်နိုင်ငံနေပါခြင်းကုန်ထုတ်စွမ်းအားနေပါခြင်းနဲ့ပညာတတ်လူငယ်များစွာဟာတခြားနိုင်ငံတွေစီသွားရောက်အခြေချခြင်းစတဲ့အချက်တွေလည်းပါဝင်နေပါတယ်။ပညာသင်ကြားခွင့်နဲ့ကျန်းမာရေးစောင့်ရှောက်မှုအားလုံးကိုနိုင်ငံတော်ကအခမဲ့ထောက်ပံ့ပေးပြီးအရွယ်ရောက်ပြီးသူစာတက်မြောက်နှုန်း99.9ရာခိုင်နှုန်းရှိပါတယ်။တက္ကသိုလ်ပေါင်းအခု30ကျော်ရှိနေပြီးဒီရက်ထဲမှာမြို့ထဲမှာတည်ရှိနေတဲ့ဟာဗာနာတက္ကသိုလ်ကအကြီးဆုံးနဲ့အထင်ရှားဆုံးဖြစ်ပါတယ်။1928ခုနှစ်ကလေးကစတင်ဖွင့်လှစ်ခဲ့တဲ့ဒီတက္ကသိုလ်ကြီးကိုဌာနပေါင်း15ခုနဲ့ဖွဲ့စည်းထားပြီးစာသင်သားပေါင်း2400ကျော်တက်ရောက်လျက်ရှိပါတယ်။စီးပွားရေးအခက်အခဲနဲ့လောင်စာဆီရှားပါမှုတွေကြောင့်ကျူးဘားရဲ့အများပြည်သူတည်ယူပို့ဆောင်ရေးစနစ်ဟာလိုအပ်ချက်များစွာရှိနေပါတယ်။ဘတ်စကားတွေကိုအဓိကအသုံးပြုနေရတဲ့ဟာဗာနာလိုမြို့ကြီးတွေမှာတောင်အစည်းအဝေးနေပါခြင်းပြတ်တောင်းဖြစ်ခြင်းနဲ့ခရီးတွေအလွန်အမင်းပြည့်ချက်ခြင်းစတာတွေဖြစ်လေရှိပါတယ်။ကျူးဘားနိုင်ငံရဲ့လမ်းတွေပေါ်မှာတွေ့ရတဲ့1950ခုနှစ်ဝန်းကျင်ထုံအမေရိကန်ကားအိုကြီးတွေဟာပြတိုက်ထဲမှာရှိနေရမယ့်အရာတွေဖြစ်ပါတယ်။ဒါပေမဲ့1950ကိုတော်လှန်ရေးအပြီးမှာအမေရိကန်ကကားတင်သွင်းခွင့်ပိတ်ပင်လိုက်တာကြောင့်ဒေသခံတွေကဒီ
ကားတွေကိုပဲနှစ်ပေါင်း60ကျော်ကြာအောင်ကိုယ်တိုင်တီထွင်ပြုပြင်ပြီးယနေ့ထိအသုံးပြုနေကြတာဖြစ်ပါတယ်ဒါပဲဒေသခံတွေရဲ့အားကိုးရတဲ့တည်ယူပို့ဆောင်ရေးစနစ်ဖြစ်ပြီးနိုင်ငံရဲ့အမှတ်သားလေးဖြစ်နေပါလေနိုင်ငံတကာလေးစိတ်စေကူးခန့်ရှိနေပြီးအဓိကလေးစိတ်ဖြစ်တဲ့ဟိုဆေးမာတီနိုင်ငံတကာလေးစိတ်ကတော့နှစ်စင်းလေးချောင်းခရီးသွား3တန်းကျော်ကုန်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ဂျာဒီဥရုကတော့အပူပိုင်းရာသီဥတုမျိုးဖြစ်ပြီးဇွန်လမှနိုဝင်ဘာလအထိဟာရီကိန်းမုန်တိုင်းတွေရဲ့အနေအကိုရင်ဆိုင်ရလေရှိပါတယ်စတူဘာဆေးပြင်းလိုက်တွေကိုကမ္ဘာအကောင်းဆုံးအဖြစ်သတ်မှတ်ကြပြီးအထူးသဖြင့်ဝယ်တာအာဘာဟိုဒေတာကထွက်တဲ့ဆေးရွက်ကြီးတွေနဲ့လက်နဲ့လိပ်ထားတဲ့ဆေးပြင်းလိုက်တွေကအကြီးအသွေးအကောင်းဆုံးဖြစ်ပါတယ်အယ်ဆာဇောနဲ့ရမ်ဘာဆာရဲ့ကမ္ဘာကျော်ဂီတနဲ့အကတွေဟာကျူးဘာနိုင်ငံကနေမြစ်ဖြားခမ်းလာတာဖြစ်ပြီးဂီတနဲ့အကဟာကျူးဘာပြည်သူတွေရဲ့နေ့စဉ်ဘဝမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုလေးဖြစ်ပါတယ်ရိုဘာပီရဲ့ဟာကတော့ကျူးဘာရဲ့နာမည်ကြီးရိုးရာစားစာဖြစ်ပါတယ်နွားသားကိုနုညံ့အောင်ပြုတ်ပြီးအမြင်လေးတွေဖြစ်အောင်စုပ်ခါခရမ်းညင်သည့်ဆော့ငရုတ်ပွားစက်တော်နီဟင်းခတ်အမွေအကြိုင်တွေနဲ့ရောကြော်ချက်ပြုတ်ထားတဲ့အစားအစာဖြစ်ပါတယ်ကျူးဘာနိုင်ငံဟာအိုလံပစ်အားကစားပွဲတွေမှာအလုံးအောင်မြင်တဲ့နိုင်ငံမှာအထူးသဖြင့်လက်ဝဲနဲ့ဘေ့စ်ဘောအားကစားတွေမှာကမ္ဘာအဆင့်နေပါတယ်ဒိုဘီနိုကစားနည်းကတော့ကျူးဘာရဲ့အမျိုးသားအားကစားတစ်ခုလိုဖြစ်နေပြီးလမ်းတွေပေါ်မှာလူတွေစုပြီးအားတက်တဲ့ရောကစားနေကြတာကိုနေရာအနှံ့မှာတွေ့မြင်နိုင်ပါတယ်ကျူးဘာဟာပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာအောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးနိုင်ငံရဲ့ area 22ရာခိုင်နှုန်းကိုထိန်းသိမ်းဆောင်ရှောက်ထားပြီးနေမြေအဖြစ်သတ်မှတ်ထားပါတယ်ဒါလို့ဆိုရင်တော့ကာရီဘီယန်ရဲ့အကြီးဆုံးကျွန်းဖြစ်ပြီးတမိုင်းအလားနဲ့ပြည်စုံနေကျူးဘာနိုင်ငံရဲ့အကြောင်းကိုအတော်လေးသိသွားလောက်ပြီးထင်ပါတယ်နောက်ဆင်သူတူတာဆုံးမိတ်ဆွေအပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်